အီရန်ကို၄ရက်မြောက်အနေနဲ့အမေရိကန်နဲ့အစ္စရေးတို့မင်းညကလည်းတိုက်ခိုက်ပါတယ်အီရန်ကလည်းပြန်လည်လက်တုံ့ပြန်လာမှာအခုမြင်နေရတာကဒိုဟာမြို့ကောင်းကင်အထက်ဂျားဖြတ်ဟန်တာနေရတဲ့အီရန်ရဲ့ဒုံးကျည်တွေဖြစ်ပါတယ်ဆော်ဒီအာရေဗျမြို့တော်ရီယက်မှာလည်းပုံမှန်နဲ့တိတ်ဆိတ်နေပါတယ်အဲ့မှာရှိတဲ့အမေရိကန်တန်ယုံဟာအီရန်ရဲ့ drone 2 စင်းနဲ့တိုက်ခိုက်တာခံခဲ့ရတယ်လို့ဆော်ဒီကာကွယ်ရေးဝန်ကြီးဌာနကပြောပါတယ်တခါအမေရိကန်ဒေသအခြေစိုက်ရှိတဲ့အီရတ်မြောက်ပိုင်းအယ်ဘယ်ဆိုတဲ့မြို့မှာဆိုရင်လည်းအခုတွေ့ရတဲ့ပုံတွေရလူနေအဆောက်အုံတစ်ခုရဲ့ခေါင်မိုးကို drone တစ်စင်းဖောက်ပြီးဝင်လာခဲ့ပါတယ်အစ္စရေးကတော့အီရန်ကကြောတော့နောက်ခံပြုတ်ပေးထားတဲ့ Hezbollah တွေရဲ့လက်ဘနွန်မြို့တော်ဘေရွတ်မှာရှိတဲ့ပြစ်မှတ်တွေကိုဆက်ပြီးတိုက်ခိုက်ပါတယ်အမေရိကန်ရဲ့အဆိုအရသူတို့ဘက်ကပြုစုထားတဲ့အီရန်ရဲ့စစ်ရေးပြစ်မှတ်တွေကိုဆက်လက်တိုက်ခိုက်နေတာမှာအီရန်ရဲ့ဒုံးပစ်စင်တစ်ခုကိုဖျက်ဆီးလိုက်နိုင်တာကိုမှတ်တမ်းတင်ထားနိုင်တယ်လို့ပြောပါတယ်ဂျိုရူမှတ်တမ်းဓာတ်ပုံတွေအရတော့ဘန်ဒန်အဘတ်ဆိုတဲ့စိတ်ကမ်းမှာရှိတဲ့အီရန်စစ်ရေးရင်တစ်စင်းမီးလောင်နေတာတွေ့ရပါတယ်နောက်ထပ်ဆက်ပြီးတိုက်ခိုက်ဖို့စီစဉ်ထားတာတွေလည်းရှိတယ်လို့အမေရိကန်ကဆိုပါတယ်ကျွန်တော်တို့ရဲ့ view ဟာမြောက်ကျိုးပတ်မှုတွေနဲ့ပတ်သက်တဲ့အသေးစိတ်တွေကိုထုတ်ဖော်ပြောမှာမဟုတ်ပါဘူး။ဒါပေမဲ့အမေရိကန်စစ်တပ်ရဲ့အကြမ်းတမ်းဆုံးတိုက်ခိုက်မှုတွေတကယ်တမ်းမလာသေးဘူးဆိုတာပြောချင်တယ်။နောက်အဆင့်ကအီရန်အပေါ်အခုလက်ရှိအနေအထားတဲ့တောင်ပို့ပြီးပြင်းပြင်းထန်ထန်အရေးယူမှာဖြစ်တယ်။ဘယ်လောက်ကြာမယ်ဆိုတာကျွန်တော်မသိဘူး။ကျွန်တော်တို့မှာချမှတ်ထားတဲ့ရည်မှန်းချက်တွေရှိတယ်။အဲ့ဒါတွေမပြည့်မြောက်မချင်းလှုပ်ဆောင်မှာဖြစ်တယ်။အရှေ့အလယ်ပိုင်းဒေသဒေါ်လာနိုင်ငံတွေကိုအီရန်ကလက်တုံ့ပြန်တိုက်ခိုက်နေပြီးရေနံနဲ့သဘာဝဓာတ်ငွေ့ဈေးတွေထိုးတက်သွားပါတယ်။ဆော်ဒီရဲ့အကြီးဆုံးရေနံချက်စက်ရုံ Ras Tanura လည်းတိုက်ခိုက်ခံရပြီးအခုဆိုပိတ်ထားရပါတယ်။ဒီနေရာကတော့ကမ္ဘာရေနံနဲ့ဓာတ်ငွေ့ကုန်သွယ်ရေးရဲ့9ပုံတစ်ပုံထိအောင်ဖြတ်သန်းစီးဆင်းရာအီရန်ထိန်းချုပ်တဲ့ Hormuz ရေလက်ကြားဖြစ်ပါတယ်။အဲ့ဒီနေရာကိုဖျက်ဖို့ကြိုးစားတဲ့သင်္ဘောတိုင်းမီးတင်ရှို့ခံရမယ်လို့အခုဆိုရင်အီရန်ကကြုံးဝါနေပါတယ်။အီရန်ကသူတို့ရဲ့လက်တုံ့ပြန်တိုက်ခိုက်မှုတွေဟာလက်လွတ်စပယ်လုပ်တာမျိုးမဟုတ်ဘူးလို့ဆိုပါတယ်We target only the military objectives. ရန်လုံနေတဲ့စီးရေးပြစ်မှတ်တွေကိုပဲကျွန်တော်တို့ကပြစ်မှတ်ထားတာဖြစ်တယ်။ရဲသားတွေကိုဥတီတိုက်ခိုက်တာမျိုးမလုပ်ဘူး။အိန္ဒိယနိုင်ငံတွေရဲ့အကျိုးစီးပွားပေါ်မှာလည်းပြစ်မှတ်မထားဘူး။နိုင်ငံတကာဥပဒေနဲ့အညီနိုင်ငံတိုင်းဟာကိုယ်ပိုင်တဲ့ထဲတခြားတိုင်းပြည်တွေရဲ့ရန်လုံမှုကိုလက်သင့်မခံပိုင်ခွင့်ရှိတယ်။ Aggression against another state. အီရန်မှာလူတွေရာပေါင်းများစွာတိတ်ဆုံးခဲ့ရပြီဖြစ်တယ်လို့အစ္စရေးမှာလည်းလူတွေထိခိုက်တိတ်ဆုံးနေပါတယ်။တိတ်ဆုံးသွားတဲ့ဆယ်ကျော်သက်ရွယ်လူငယ်3ဦးအတွက်ဂျေရုဆလင်မှာလူတွေပူဆွေးဝမ်းနည်းနေကြတာပါ။အစ္စရေးဆိုရကတော့အီရန်ကိုတိုက်ခိုက်ခြင်းဤကအပအခြားမရှိတော့ဘူးလို့ဆိုပါတယ် After we hit their nuclear သူတို့ရဲ့နျူကလ িয়ার စက်ရုံနေရာတွေဒုံးကျည်စက်ရုံနေရာတွေကိုကျွန်တော်တို့ချေမှုန်းများရင်သူတို့သင်ခန်းစာရသွားလိမ့်မယ်လို့ခင်ဗျားတို့ထင်ကောင်းထင်မယ်သူတို့သင်ခန်းစာယူမှာမဟုတ်ဘူးသူတို့ဟာပြုပြင်လို့မရနိုင်တော့တဲ့သူတွေအစ္စရေးကိုဖျက်ဆီးရေးအိမ်မက်နဲ့ယူသွတ်နေကြသူတွေအထွတ်ထိပ်ခေါင်းဆောင်အယာတိုလာခါမီနီတိတ်ဆုံးသွားတဲ့အီရန်ထဲမှာလူတွေနှစ်ချမ်းကွဲနေပုံရပါတယ်လက်ရှိအီရန်အစိုးရကိုထောက်ခံသူတွေရှိသလိုအစိုးရပြိုကျသွားတာကိုမြင်လိုသူတွေလည်းရှိပါတယ်အမေရိကန်ဘက်ကလည်းဆက်ပြီးတိုက်ခိုက်သွားမယ်လို့ပြောနေပြီးအပြည့်ရဲ့ဆွေးနွေးမဲ့အရေးအယောင်မတွေ့ရသေးပါဘူးခင်ဗျာ